ကျွန်တော်ရဲ့ဟာဘာလို့ပြောမလဲမေးဝဲခဏလေးကျွန်ပြန်စဉ်းစားလိုက်မြတ်စီဆောင်ပါမြတ်လေးနော်နားလေးပဲကြာမှာလက်စပုတ်ပြီးမယ် baby you wanna baby ဒီမှာစိတ်တော့ပြမယ် let's go ကျွန်တော်ပြီးဟာကကြီးမှာတော့ခဏလေးပဲမလားဟိုဒီဟာရောက်ဘာလို့တဲ့နေရလဲကြည့်လို့ဘာလို့တဲ့နေရလဲမသိဘူးကျွန်တော်အောက်မှာဝင်နေရအေးလို့ကောင်းလေဟာဘာကဟိုကောင်မှကြည့်လိုက်ကြည့်ရတော့ပြင်းအခုတော့10 မိနစ်နဲ့အခု10 မိနစ်ကျော်ပြီပေါ့နော်10 မိနစ်နဲ့3 မိနစ်အမို့ကျော်ဟိုနေ့ကပြောရတယ်လို့ပဲတနေ့တိုင်းဒေသကြီးဘယ်နေတော့ရနတ်စလန်ဟိုကောင်ပြောတာနတ်စလန်နဲ့ကျွန်တော်ပြောတာဥက္ကလန်ကျော်တိုင်ပိုင်းပြီးတော့နတ်စလန်ပဲလို့လိုက်တော့တယ်အဲဒါကြောင့်မလို့ကျွန်တော်ရနတ်စလန်ဒုက္ခလန်ချားထဲမှာလည်းဝင်လို့ရတယ်ဒါကျွန်တော်ရှိတယ်ကျွန်တော်တနေ့တိုင်းဒေသကြီးရဲ့ဒဝဲလို့တဲ့တော့ကျွန်တော်ကဒဝဲသမားကြီးကြည့်တော့ကျွန်တော်ဒဝဲလို့ပြောလို့ရပါတယ်ဒါမှကျွန်တော်မှတစ်တော့ကုန်မရှိဘူးဖဲလို့မတော့ဘူးအခုကြည့်နေတဲ့လူလေးလိုက်ပေးခဲ့ပေါ့နော်အခုလိုက်ပေးခဲ့အခုကျွန်တော်စကားပဲဆောင်လိုက် like and subscribe comment မှာရေးခဲ့ 5 4 3 2 1ရပြီလုပ်ခဲ့တော့လုပ်ခဲ့တော့ပြဆင်းမှာလိုက်လေမြတိုးတက်နေကြလို့ပြဆင်း please နိပတ်တယ်ကမပြောရဘူးလို့အလမကဘာလဲရှောက်ပြောနေရလဲဝဲတော့မဒီဖုန်းနှလုံးပါအကိုလို့ကြားရင်တော့မင်းဖုန်းဟိုဘက်ရွှေ့တော့မင်းကပြန်ပြောမှာငါစိတ်တူတော့မင်းမစပါငါလည်းမဆဲနဲ့နော်ငါမဆဲဘူးမရနေငါမဆဲပါဘူးဘာလေးလေးနေရတယ်မင်းပဲဆဲပြီးတော့ဟုတ်ပါပြီဗီဒီယိုရိုက်နေလို့လေဗီဒီယိုရိုက်ရင်ကြည့်ရှိလို့ရှိတယ်လိုက်လွှင့်ရမဟုတ်ဘူးတီးလားရောက်မိုးရလာပြီမြန်ပြင်းသွားရအောင်ဘယ်ဟာဒီမိုးကြပြီဟာပြေးလို့မခံရတော့ဘူးမောကကြမ်းသွားပြီဒီအချိန်ဘယ်နှချိန်ဖြစ်ပြီလဲကျွန်တော်ကြည့်လောက်58 မိနစ်ဒီအချိန်ကမောတော့ရွာပြီကျွန်တော်သူ့လာပြန်လားကျော်မိုးရွှဲရဖုံးပြက်သွားမှာလို့ကျွန်တော်ထီးနဲ့သွားနေတာကျွန်တော်ရပါတော့ထီးလာပေးကျွန်တော်ထီးလာပေးအဲ့ဒါကြောင့်မလို့ပေါ့နော်bye bye